ဘယ်လိုသားလဲပြော ဘယ်လိုတက်လိုက်တာလဲ ငါဘလို့တက်လို့တမန်တော်ငါမသိပါဘူးငါသူတို့တက်တာငါဘလို့တက်လို့တမန်တော်ငါမသိဘူး ဒီပြမုတ်လုံးပါလေ အိုမန်နိုင်ငံမှာအိမ်ကူဖြစ်တွားရောက်လုပ်ကိုင်နေတဲ့မတ်ဆွေစင်မြင့်ဆိုတဲ့မြန်မာအမျိုးသမီးတူပြီးခဲ့တဲ့ရက်ပိုင်းကတည်ဆုံသွားပါတယ်။သူကမြန်မာနိုင်ငံကိုမကြခင်ပြန်လာဖို့စီစဉ်နေပြီးလေယာဉ်လက်မှတ်တောင်ဖြတ်ထားပြီးပြီလို့သိရပါတယ် ငါပြဘလို့ငါတော့ဘိုးတွေပြေးပြီးငါအသေးတက်တာသူတို့ ။မြင်တွေ့ခဲ့ရတဲ့ရုပ်တံဖိုင်ကတော့အဲ့ဒီမတ်ဆွေစင်မြင့်တည်ဆုံမှုနဲ့ဆက်ဆက်နေပြီးသူကမြန်မာနိုင်ငံကမိသားစုဝင်တွေရှိတဲ့နေရာမှာဝင်ပိုးပြီးသူအသက်ခံရကြောင်းအတိပေးခဲ့တာလို့အဲ့ဒီရုပ်တံဖိုင်ကဆိုထားပါတယ် အလစ်လောက်လိုက်တာလေ ငါလုံးဝမကျင်တယ်ဘူးငါမကျင်တယ်ဘူး ပြောပြ မင်းတကယ်ရအောင်အဲ့ဘာမချင်ဘူးလား ပြောပြလေးဘယ်လိုလုပ်ရလဲပြောတာရှိတဲ့လူပြောလုပ်ပြီးတော့ရအောင်လို့ပြောအဲ့လိုလားစကားများတာလားစကားလည်းမများဘူး ဒါပေမဲ့အိုမန်နိုင်ငံအစိုးရဌာနဆိုင်ရာအချက်အလက်တွေရတော့မတ်ဆွေစင်မြင့်ဟာကိုအဆုံးစီရင်ခဲ့တာလို့ဆိုထားပါတယ်။အိုမန်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပေးတဲ့တည်ဆုံးကြောင်းလက်မှတ်မှာမတ်ဆွေစင်မြင့်ဟာနိုဝင်ဘာ12ရက်ညနေ3နာရီခွဲလောက်ကဆူဆိုက်လုပ်ခဲ့တာလို့ဖော်ပြထားပါတယ်။မတ်ဆွေစင်မြင့်ဟာမြန်မာနိုင်ငံမှာအမျိုးသားနဲ့သားသမီး3ဦးကျန်နေခဲ့တယ်လို့သိရပြီးသူ့ရဲ့တည်ဆုံးမှုကအိုမန်နိုင်ငံရောက်မြန်မာလူသားအတိုင်းဝိုင်းကြားမှာလည်းညှင်းခုန်မှုတွေကိုဖြစ်စေခဲ့ပါတယ်။အိမ်ပြန်မှုရက်ပြည့်နေပြီးလေရင်လက်မှတ်လည်းဖြတ်ထားပြီးတဲ့အခြေအနေမှာသူကကိုတက်စီသွားတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆကြသူတွေရှိနေပါတယ် မကျင်တယ်လို့ရအကုန်ပြောလေအဲ့ဒါမှလုံးကြပါလေအဲ့ကဖြစ်တဲ့ဟာကိုအကုန်ပြောမှာ ပြောမှကလုပ်လို့ရမှာဟလား အဲ့ဒါမှ ဒီမကြီးကိုသူလောက်ကြတာဒီကုန်ပြောပြနွား အိမ်မတွန်းချတာ မသိလိုက်ဘူး